မင်းဟာဘဝရှိကြလားရှိခြင်းပညာစီးဖို့ပါဘာပညာလဲကျမ်းမာတဲ့ပညာစီးဖို့ဒါပထမဆုံးအရေးကြီးတဲ့အချက်မိဘကိုယ်တိုင်ကနေဟဲ့သားမစားနဲ့ဈေးတွေချောင်းဆိုးလိုက်မယ်ဒါပညာဟဲ့ဟိုနားမသွားနဲ့နော်အစွန်းလေးမသွားနဲ့ကြာကြာဒါရင်တော့ရှာမိရင်တော့ပူအဲ့ဒါပညာမိဘပေးသွားတယ်ဘာလို့ဖို့ပေးတာလဲကျမ်းမာဖို့လို့အသက်ရှင်သန်ဖို့လို့ဒါကြောင့်မို့လို့မင်းဟာတကယ်လို့မင်းကိုမင်းမြန်လို့ပါတယ်မင်းဘဝမင်းမြန်လို့ပါတယ်ဆိုရင်မင်းဘဝကျမ်းမာအောင်မင်းအသက်ရှင်သန်အောင်အတွက်ပညာရှိဘူးပါဘာရှိရမလဲကျမ်းမာရေးပညာရှိဒါကြောင့်မလို့ဘဝတစ်ခုမှာအရေးကြီးဆုံးသည်ဘဝသည်အရေးကြီးဆုံးသည်ကျမ်းမာခြင်းနဲ့စောင့်ရှောက်နေတဲ့ဥစ္စာကျမ်းမာခြင်းကိုစောင့်ရှောက်နေတဲ့ပညာအဲ့ဒါကြောင့်မို့လို့လူတယောက်ရဲ့အသက်ရှင်သန်ခြင်းနဲ့ဘဝတည်နေမှုအတွက်အရေးကြီးဆုံးသည်ခုနကကျမ်းမာခြင်းနဲ့